ဒီရဲ့တနေ့တာပိုင်းတဲ့မနဲ့မိုးလောင်လေးနေပြီပဲညငါနည်းနည်းလေးအိမ်နောက်ကျသွားတယ်ဟိုက်ငါလိုက်တာငါရဲ့နွားရဲ့အောင်မအတင်ထက်ပြီးအစာရှာစားနေကြပြီပဲမလေးပြလိုက်တာနောက်ပြီးချက်တည်းစားကြည့်ရအောင်မလေးကဲအောက်စီပြီးတော့အင်းနာတီသွားဆိုင်လိုက်အောင်မယ်ပြီးလို့ရှိရင်ငါချက်ကလေးတွေလည်းစားကြွေးရအောင်မယ်ဈေးမြို့ရဲသွားပြီးတော့ဈေးပါလေနည်းနည်းပတ်တော့ဝယ်လိုက်အောင်မယ်ခုလိုဆရာလေးမျက်နှာလေးချက်လိုက်ပါဦးမယ်လေမျက်နှာလေးတက်ပြီးသွားပြီဆိုတော့ဒီမှာတက်ပြီးတော့အင်ဂျီလေးပါလေးလေးလိုက်အောင်မယ်ဗီဒီယိုကနောက်မှဗီဒီယိုဝယ်တော့မယ်ဆိုရင်လည်းမထည့်ထားအင်ဂျီပဲလဲလိုက်တော့မယ်โอเคခင်းအောင်လေးဆိုရှင်အဆင်ပြေတယ်ကဲငါလှရလားမသိဘူးကြည့်တော့ပါဦးလေကြိတ်လေးကိုအစာရင်ကျွေးလိုက်ရင်မကောင်းလားမသိဘူးခမိုင်လေးကြက်ကလေးကိုအစာရင်ကျွေးလိုက်မှပြီးမှပဲငါစီးသွားတော့မယ်အကြက်ကလေးကအချမ်းထဲမှာရှိနေကြတာပဲဟေးကြက်ကလေးတို့ငါစီတန်းလာကြည့်ရမင်းတို့ကအစာကျွေးမယ်နော်ခဏလေးကဲအစာလေးချက်ပြီးလိုက်အောင်ရပြီစားကြဒီမှာကဲတို့အစာစားပြီးကျွေးပြီးကြအောင်ဆိုဝက်လေးကိုတွားကြည့်လိုက်အောင်ဝက်တွေကငါမင်းညတွေကထည့်ပေးထားတာအများကြီးပဲဆိုတော့စားရလားမသိဘူးကြည့်ကြည့်လိုက်အောင်နွားရည်လည်းစားနေကြတာပဲမင်းညတွေကငါထည့်ရပြလိုက်တာโอเคဟာကုန်းတော့ကြီးပဲဟိုဘက်မှာငါချရပေးရပဲနွားဒီနွားတွေကနုံးညစ်လို့ရပြီလားမသိဘူးနို့ဒီတစ်ခါနုံးညစ်ပြီးတော့မြို့မှာတွားပြီးတော့ရောင်းမယ်ဈေးကောင်းရအောင်တော့ငါလုပ်ရမယ်နောက်ဝက်ချံလို့တက်ကြည့်လိုက်အောင်မယ်ဝက်ချံမရောဝက်ကလေးရစားရလားမသိဘူးစားကြတာပဲငါညချဲ့ပြရရောဝက်ချံမလည်းကုန်နေပြီပဲဟိုဘက်မှာလည်းချတာပြီးတော့အဲ့ဒါကုန်ပါပြီထည့်ပြီးတော့ဝက်ကလေးတစ်ကောင်တော့မွေးနေပြီပဲဝက်တရားတော့ငါတက်မွေးထားရပါပဲလေကဲဝက်ကကဲပန်ကလည်းလေသားပဲကဲဒီမှာဆိုရင်နွားလေးတွေလည်းငါစားထည့်ပြီးတာပြီဆိုတော့ကောက်ရိုးတွေကိုစပကြီးရဲ့ကိုထည့်ပေးလိုက်အောင်ကဲကောက်ရိုးတွေကငါပုံနာကြီးပဲဒီအပေါက်ကတိတ်လေးငါနောက်မှပဲတိတ်ချာထည့်တော့မယ်ခုတော့ဒီနားမှာပဲထည့်ထားလိုက်တော့ပြည်နေပြီဆိုတော့ကဲနောက်မှပဲကျန်တာကြီးဆက်ထည့်အောင်မယ်ဒီဘက်ကဟာလေးထည့်လိုက်အောင်ကဲငါဈေးသွားလိုက်အောင်မယ်အစဲမှာပတ်စံအိမ်လေးသွားယူလိုက်အောင်ဈေးမှာဘာဝင်ရမလဲဒီနေ့တော့မနေ့ဆောက်ပြင်မှာပဲစားလိုက်တော့မယ်လေနောက်နေ့ကျမှပဲအိမ်မှာလွယ်တကူချက်စားလိုက်တော့ဒီနေ့တော့ဈေးထဲမြို့ထဲမှာပဲဝယ်စားလိုက်တော့မယ်အိမ်မှာနေ့လယ်စာချက်ဖို့တက်ပဲဝယ်လာလိုက်တော့မယ်โอเคလမ်းလျှောက်သွားလို့ရှိရင်ဈေးမြင်ရောက်မှာမဟုတ်ဘူးအဲ့တော့စက်ပိန်းနဲ့ပဲသွားလိုက်ပါတော့မယ်လေဟုတ်တယ်စက်ပိန်းနဲ့ပဲသွားလိုက်တော့မယ်လမ်းလျှောက်သွားလို့ရှိရင်ကြာနေဦးမယ်ဆိုတော့စက်ပိန်းတစ်ပြန်ယူအောင်မယ်ကဲစက်ပိန်းလေးယူပြီးတော့ဈေးသွားလိုက်အောင်မယ်ဒီနေ့ငါခင်းရောင်လေးဝတ်ထားစက်ပိန်းရလည်းခင်းရောင်ဆိုတော့ကွက်တီဖြစ်သွားတယ်ကဲတက်ကလေးတို့ရေဆာထားကြအောင်နော်ငါပြေးသွားလိုက်အောင်မယ်ငါစိတ်လေးကိုလည်းငါစားကြွေးရအောင်မယ်စိတ်ရတော့ခြံတက်ထားဖို့တော့တို့အတွက်ခြံလေးတစ်လုံးတော့ဆောက်ပေးရအောင်မယ်ခုလိုစီတော့ဒီတိုင်းပဲထားလိုက်အောင်မယ်ငါရဲ့စိတ်လေးကိုကဲဒီကုန်းကြီးကိုတက်ရတော့နည်းနည်းတော့ခက်တာပဲအမလေးကဲနည်းနည်းတော့တက်ရတယ်โอเคဟုတ်ပြီဒီဘက်ကနေငါတွန်းလိုက်ကောင်းလားမသိဘူးဟိုဘက်ကနေပဲဆင်းလာတော့မယ်လေဟိုဘက်ကကျတော့မြို့ရုံမြင်ဆန်ရောက်တယ်ကဲအဲ့ဘက်ကပဲတွားလိုက်တော့မယ်ကဲဒီလိုကုန်းစင်းဆောင်ကရမ်းကြိုက်တာပဲကုန်းစင်းဆိုတော်တော်လေးစီးလို့ကောင်းတယ်က
တေးစလုံးမဲအပြန်ကြောက်ရှင်ကိတ်မော်လေးတစ်လုံးတော့ဝယ်သွားလိုက်မယ်ငါချောကလက်ကိတ်လေးအရင်ဆက်ချင်နေရဆိုတော့ဒီနားမှာပဲဆိုတော့လွယ်ကူကူဝယ်လို့ရတယ်ကားလာနေရပဲကားကိုတိတ်မတွေ့လိုက်ရောငါမနေ့စားရင်စားပြီးမှပဲ shopping supermarket မှာဈေးလေးဝင်လိုက်မယ်အိမ်မှာချက်ဖို့အတွက်ဒါတွေဘာတွေဝယ်ပဲဒီနေ့ငါစားနေကြစားတော့ဆိုင်ကဖွေလာပိတ်လာတော့မသိဘူးဟိုရောက်မှာပဲတွေ့ရတော့ငါလည်းအိမ်မှာနေတနေ့ဘာမှမလုပ်ချင်ရှိဘူးမျိုးတဲလာပြီးတော့အလုပ်လေးပါလေလုပ်ရင်ကောင်းမှမသိဘူးမျိုးရဲအိမ်ကြီးအကြီးပဲအိမ်တေးလေးတွေလည်းရှိတာပဲဟောဒီနေ့ကစားတော့ဆိုင်ကဖွေတာပဲဒီနေ့ဆိုရှင်ဘုရားတော့ဆိုင်ကခီးတော့နေရလို့ကြားလို့မဖွေကြဘူးပဲဒီနေ့တော့ဖွေတော့တော်ပဲစားတော့ဆိုင်မှာစားလေးဝယ်စားလိုက်အောင်မနေ့စားလေးမနေ့စားခေါက်ဆွဲတုပ်လေးပဲဝယ်စားလိုက်မယ်ခေါက်ဆွဲတုပ်ကြတော့နေတိုင်းစားနေဆိုခေါက်ဆွဲအရေးလေးနဲ့စားလိုက်မယ်ငါဘာအမဗာမြတ်စားမလဲဒီနေ့တော့ကျမခေါက်ဆွဲကိုအရေးနဲ့ပဲစားလိုက်တော့ပဲနော်ဟုတ်ကဲ့တော့စားလို့ရပါပြီစားလို့ကောင်းတာပဲဒီပတ်ဆိုင်ရတကိုင်းနိုင်နေဖြစ်နေโอเคရပြီခေါက်ဆွဲရရဲကိုစားလို့ကောင်းတာပဲကျမအတုပ်ပဲစားနေကြအခုအရေးလေးစားလိုက်တော့အရင်ကောင်းတာပဲနောက်ဆိုအရေးစားတော့မယ်ဟုတ်ပါလေပြကဲပတ်ဆက်ရှင်ပြီးဒီမှာထားခဲ့မယ်နော်ကျမတော့လက်အောင်မယ်ဟုတ်ကဲ့ပါခင်ဗျကဲတော့မယ်ဟိုဘက်မှာဈေးလေးပါတော့ဝယ်လိုက်အောင်မယ်supermarket မှာဈေးလေးတော့ဝယ်လိုက်အောင်မယ်ကဲရပြီစပိန်လေးဒီမှာထားလိုက်မယ်ကဲဒီဆိုင်ကငါဝယ်နေချက်ဆိုင်ဆိုတော့ငါနဲ့လည်းရင်းနှီးနေပြီဒီမှာဟဲ့မဒီနေ့ရောဒီမှာဘာလာဝယ်တာလဲဒီလိုပါပဲအဲ့မှာချက်စားဖို့လေနေ့လည်စာချက်ဖို့အတွက်အသားငါးကြီးလည်းဝယ်တာပါရှင်ဟုတ်ကဲ့အသားငါးကြီးလည်းဒီဘက်မှာရှိပါရဲ့နော်ကဲပါကဲဒါလေးယူလိုက်မယ်ဒါလေးတွေလည်းယူလိုက်မယ်โอเคဒီမှာအသားငါးကြီးလိုက်မယ်ရပြီချိုးရည်လေးကလည်းတောက်ချလိုက်တာဒါလည်းမတောက်တော့ပါဘူးကဲဒီဘက်ကဟာလေးတွေလိုက်ကြည့်လိုက်အောင်ပါဘာရွေးကောင်းမလဲနောက်နေ့မှပဲလာဝယ်တော့မယ်ဒီဒိန်လေးတကယ်ယူလိုက်အောင်မယ်အိမ်မှာဟင်းချက်ဖို့ဒိန်ငယ်မရှိရနဲ့တော့ပဲဟုတ်ကဲ့ဟုတ်ပြီအမဒါလေးပဲနော်ဟုတ်ကဲ့ပါကဲပတ်စံလေးရှင်းပြီးတော့လောက်စပင်းလေးနဲ့ငါအိမ်ပြန်လိုက်အောင်မယ်ချောကလက်ကိတ်လေးလည်းဝင်ဝယ်ရမယ်ငါချောကလက်ကိတ်လေးနဲ့စားချင်နေရတယ်ဆိုနောက်နေ့ကျတော့ရှင်မျိုးတွေကလာလဲလိုက်ရင်ကောင်းမလားမသိဘူးငါအိမ်မှာတင်းတင်းဘာမှမလုပ်ချင်ရှိပြင်းစရာကောင်းလိုက်တာငါမျိုးပြင်မှာနေရဆိုတော့ပြင်းချကောင်းမှာပေါ့လေမျိုးထဲမှာနေတော့လည်းကားတွေပါဆိုင်ကစင်းရင်တန်းနေကြတော့နေရတဲ့အဆင်ပြေမနေဘူးမျိုးပြင်မှာနေရလဲအဲ့ဒါတခုကတော့ကောင်းပါလေကဲငါရဲ့မျိုးပြင်ကအိမ်လေးကိုပြန်လိုက်အောင်မယ်အိမ်ပြန်လဲမှာငါကိတ်မုတ်လေးတစ်ခုဝယ်စားလိုက်မယ်ငါစပိန်နဲ့လာရနည်းနည်းချက်တော့ညောင်းပါရဲ့ဒါပေမဲ့လေမမလေးဒါလေးပဲရှိရဆိုတော့ဒါလေးပဲဝယ်လိုက်မယ်နောက်နေ့ကျတော့ပဲရုတ်တက်ပြီးတော့မှကားပြဆိုင်ငယ်ပြဝယ်မှာမလေးဆိုင်ငယ်ကတော့ငါတိတ်ပြီးတော့စီးမတက်ဘူးကားကတော့ငါစီးတက်ဆိုတော့ကားလေးပဲဝယ်လိုက်ပြီမိနေရငါကိန်းဝယ်အောင်ပါပဲဟိုဘက်ချောင်ပြန်သွားရအောင်မယ်ကဲကိန်းမလေးတော့ဝယ်လိုက်အောင်မယ်ဒီဘက်မှာအဆောင်နေအများကြီးဆက်ပြီးတော့တိုးချဲ့ထားတာပဲတော်တော်အဆင်ပြေမဲ့ပုံပဲဒီအဆောင်ပါရှင်တစ်ထည့်ရောက်တော်လေးချမ်းသာမဲ့ပုံပဲအဆောင်ရလည်းအများကြီးကြားလေးဆောင်မိန်းကလေးဆောင်အကုန်အဆုံရှိရပဲဆောင်ရလည်းကောင်းအခန်းလွတ်တွေကိုမရှိတော့အောင်ရှားနေပြီဆောင်ခန်းနေရတော်တော်လေးကိုလှရလို့ပြောကြတယ်ကဲဘာမှကိမှုဆိုင်လေးတော့ဝယ်လိုက်မယ်နောက်နေ့ကျလို့ရှိရင်ဖျားပန်းမှာဝယ်ရမယ်ဖျားပန်းလဲဖို့လိုနေပြီဆိုတော့ခုလိုလို့ဆိုတော့ကိမှုကိုဝယ်ထားလိုက်အောင်မယ်ကိမှုဆိုင်ကအရင်ကထပ်ပို့ပြီးလှလာတာပဲသူပြင်ဆင်လေးကိုလည်းနည်းပါပြင်ဆင်ထားရကြည့်ပါဦးဒီပန်းလေးကလည်းကိမှုလိုမျိုးလောက်ထားတော့အရင်လေးချစ်ချက်ကောင်းပါလေကိမှုဆိုင်ကဘာလို့တော့မသိဘူးကဲအပေါ်မှာဆောက်ထားဆိုဘာလဲပါမလေးမင်္ဂလာပါအမဘာလေးလူချင်လို့လဲချောကလက်ကိတ်လေးလူချင်လို့ပါအမဟုတ်ကဲ့ချောကလက်ကိတ်က3000ပါနော်ဟုတ်ကဲ့
2000နဲ့လက်ရှိပါ2000နဲ့ယူလာမှာယူပါမယ်ရှင်ဟုတ်ကဲ့ပါ